ကိုဖွက်ထားနိုင်ပြီထင်ခဲ့တာလူတိုင်းရင်မှာဒီလိုလူတယောက်ရှိကောင်းရှိကြမှာပေါ့ဒီတစ်သက်မှာသူနဲ့တွေ့ဆုံခဲ့တယ်သူဟာဘဝရဲ့လက်ဆောင်ဖြစ်တယ်လို့ဘဝကိုဓမြတိုက်သွားသူလည်းဟုတ်တယ်သူနဲ့ကိုယ့်ရဲ့အချစ်ကဘလို့စဘလို့နားလဲပြီးဘလို့ဆုံးသွားတယ်လဲတော့မသိပါဘူးနောက်ပိုင်းတယောက်နဲ့တယောက်ပြန်မဆုံကြတော့ဘူးမပြောမဆိုဖြစ်ခဲ့ကြတော့ဘူးသူ့ကိုရင်ထဲပဲဖွက်ထားလိုက်တယ်လူမသိသူမသိတဲ့နှလုံးသားတောင်တနေရာမှာဖွက်ထားလိုက်တယ်ကြပြဆီယမတယောက်ကပြောတယ်နင့်ကိုငါဖွက်ထားနိုင်ခဲ့ပြီနှလုံးသားရဲ့အနက်ဆုံးအေးဆက်ဆုံးနေရာမှာဖွက်ထားနိုင်ခဲ့ပြီလို့ထင်ခဲ့တယ်နင့်အကြောင်းလုံးဝမဟာပဲနေ့ရက်တွေကိုဒီနေ့ပြီးဒီနေ့ဖြတ်တန်းလိုက်ရင်နောက်ဆုံးမှနေဟာဟောင်းအိုတဲ့လိုဝက်ချက်တစ်ခုဖြစ်သွားမယ်လို့ငါထင်ခဲ့တယ်ဒါပေမဲ့အိမ်မရတဲ့ညတွေရှိခဲ့တယ်အချိန်မတိုင်မီရောက်လာတဲ့ဆန်ရွယ်ပြူတွေကငါရဲ့နာကျင်ဝမ်းနည်းမှုတွေကိုထုတ်ဖော်ပြသနေခဲ့တယ်ဟုတ်တယ်နင့်ကိုငါတေချာဖတ်ထားနိုင်ခဲ့ပြီထင်ခဲ့တာဒါပေမဲ့ဆောင်းဦးမိုးတွေကငါလိုဝက်ချက်တွေကိုထုတ်ဖော်လိုက်တယ်ရာသီဥတုအေးလာရင်နင့်ကိုငါပိုလွမ်းလာတယ်ဒီမိုးတွေပိုပြီးအေးလာပိုပြီးညှို့မိုင်းလာတယ်လက်ထွက်သွားတဲ့ပုံရိပ်တစ်ခုကြောင့်ငါပိုအထီးကျန်ဖော်မဲ့ရတယ်ချမ်းတဲ့အချိန်ဘာကြောင့်နင့်ကိုပိုတရိရတယ်လဲငါမသိဘူးဆောင်းဦးကတူပြီးမျက်စိတမိတ်တွင်းမှာပဲဆောင်းရောက်လာမယ်ဆိုတာသိလို့ပဲလားဒီဆောင်းမှာနေနာရှိရင်နှွေးနေမှာပါရာသီအပြောင်းလဲမှာနင့်ကိုငါအမြဲတည်းရတယ်နင့်ကိုငါတေချာဖွက်ထားနိုင်ခဲ့ပြီလို့ထင်ခဲ့မိတာဒါပေမဲ့ပတ်ဝန်းကျင်မှာတရွက်နီနီတွေလွမ်းသွားတဲ့အခါခရစ်စမတ်အငွေအသက်တွေလေထုမှာလွင့်ဝဲလာတဲ့အခါနင့်နောက်ကျောအရေးကငါမျက်စိရှိပေါ်လာပြန်တယ်နင့်ကိုငါတေချာဖွက်ထားနိုင်ခဲ့ပြီလို့ထင်ခဲ့မိတာမြူနှင်းတွေကြားတဲ့အခါနင့်အတန်ကနင်းတို့ကြားကနေငါနားရဲရွဝဲလာပြန်တယ်နင့်ကိုငါတေချာဖွက်ထားနိုင်ခဲ့ပြီလို့ထင်ခဲ့တာနေကြိုက်တဲ့တခြင်းတန်ကိုကြားတိုင်းနှစ်ချက်တစ်ခုနဲ့အတူနားထောင်ခဲ့ပြီးတဲ့ပုံရိပ်ကိုငါမြင်အောင်လာပြန်တယ်တခါတလေတွေးကြည့်ဘူးလေနှလုံးသားကဒီလောက်တေးသေးလေးလူတယောက်ကိုဘလောက်နဲ့တဲ့နေရအထိဖွက်ထားနိုင်မလဲပေါ့ဘလောက်နဲ့ဘလောက်ကြာဖွက်အရာမှမရောက်ခဲ့တာအချင်းချင်းတကယ်ချစ်ခဲ့ဘူးကြတော့မှဘလို့မေ့နိုင်ပါမလဲဒီဘက်ဘုန်းကြီးတစ်ပါးကပြောခဲ့ဘူးလူတယောက်ဟာလိုဝက်ချက်ပေါင်းဘလောက်ကိုလူမသိသူမသိအောင်ဖွက်ထားနိုင်မှသူ့ဘဝတစ်သက်ကိုလိမ်မာပါနဲ့ဖြတ်တန်းနိုင်မလဲတဲ့ဟုတ်လောက်မှာပါနေဟာငါဖွင့်ပြောလို့မရတဲ့လိုဝက်ချက်လေး